Vivo ရဲ့ MISA Limited Edition T-shirt တစ်ထည်ကိုဒီဗီဒီယိုမှာ giveaway ပေးမယ့်အစီအစဉ်ပါတယ်နော်အရင်ဆုံး Vivo ရဲ့ Y series အသစ်ဖြစ်တဲ့ Y29 ကို unboxing လုပ်လိုက်ရအောင်ဘူးထဲမှာဖုန်းရယ် silicone cover တစ်ခုရယ်44W fast charger တစ်ခုပါတယ်။ပြီးလို့ရှိရင်တော့ကျွန်တော်တို့အာသွင်းကြိုးတစ်ကြိုးပါတယ်။အခုဖောက်တဲ့အကြောင်းကတော့ brown ဆိုတဲ့ color လေးပေါ့နော်။ဒီကောင်ကပြောလို့ရှိရင် Y series တွေမဲ့ premium ဆန်တယ်နည်းနည်း luxury ဆန်တယ်လို့ခံစားရတယ်။ quality ကောင်းတယ်ပေါ့နော်။ပြီးလို့ရှိရင်နောက်ကအသားလည်းလက်ရမထင်တဲ့အသားမျိုးနဲ့လုပ်ပေးထားတယ်။ဒီကောင်ရဲ့အားသာချက်က 6500 mAh Blue Volt battery ပါလို့ပြောလို့ရတယ်။ Blue Volt battery ဆိုတော့ကျွန်တော်6500 mAh ဖြစ်ပေမဲ့လည်းပါလဲပါတယ်။နောက်ကလာတော့အဖြူရောင်လေးပေါ့နော်ဒီကာလာလည်းပြောရမယ်ဆိုလို့ရှိရင်သူ့ဟာနဲ့သူကတော့မိုက်တယ်ကျွန်တော်ကြွေပြားလိုမျိုးဒီဇိုင်းမျိုးနဲ့ပေါ့နော်ပြောလို့ရှိရင် Y series တွေကအခုနောက်ပိုင်းဒီဇိုင်းရော quality ရောအရင်ထပ်ပိုပြီးကောင်းလာတယ်လို့ကျွန်တော်ကတော့ခန်းစားမိတယ် storage ကတော့ 128GB နဲ့ 256GB ဆိုပြီးတော့နှစ်မျိုးလာတယ်ဈေးနှုန်းတွေလည်းသိရပြီနောက်လက်ဆောင်တွေနဲ့ Vivo ရဲ့ limited edition t-shirt လေးလည်းပါသေးတယ်ဒီ t-shirt ကတော့ကျွန်တော် giveaway ပေးမဲ့ t-shirt လေးပေါ့နော်T-shirt က quality လည်းကောင်းတယ် sticker လည်းမိုက်တယ်အသားလည်းတော်တော်ကောင်းတယ်ပေါ့နော်ကျွန်တော်တော့2ယောက်ကို giveaway မှာဖြစ်ပါတယ်giveaway မှာပါဖို့ဘာလို့ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ video ရဲ့အောက်က comment မှာကိုယ့်ရဲ့ဖုန်းရဲ့ battery usage ကို comment မှတ်ဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းမျိုးစားဘာကိုသုံးလို့ရှိရင်ဘယ်နှစ်နာရီမှာဘယ်လောက်% ကုန်လဲဆိုတော့ပြပြရမှာပေါ့နော်ဥပမာအပြင်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ iPhone 16က TikTok သုံးတာတစ်နာရီအတွင်းမှာ battery 20% ကုန်တယ်အဲ့လိုမျိုးပေါ့ကျွန်တော်လည်း example တချို့အောက်က comment မှာရေးပေးရမယ်အဲ့ဒီနေရာမှာကျွန်တော်ကနှစ်ခုပေါ့နော်ကျွန်တော်ရေးပြီးတော့ t-shirt လေးလက်ဆောင်ပေးသွားမယ်ပြီးတော့နောက် video မှာလည်းကျွန်တော်က challenge အနေနဲ့အဲ့ဒီ comment တွေကို Vivo Y29 နဲ့ရှင်းပြီးတော့စမ်းပေးသွားမယ်အဲ့တော့ဒီဖုန်းမှာပါတယ်6500 mAh Blue Volt battery ကဘယ်လောက်ခံလဲဆိုတာစောင့်ကြည့်တာပေါ့